ွေးထွေးတဲ့ဝန်ဆောင်မှုနဲ့အတူမတူညီတဲ့လူနေမှုအကျင့်စရိုက်တွေကြားထဲမှာတူညီတဲ့တန်ဖိုးထားမှုတွေချစ်ချင်းမြတ်တာတွေကိုခံစားနိုင်ပါတယ်တဦးနဲ့တူအပြန်အလှန်လေးစားမှုတွေတန်ဖိုးထားမှုတွေအသိမှတ်ပြုပေးမှုတွေဖေးမကူညီမှုတွေနဲ့ပြောဆိုဆက်ဆံနေကြတာတွေကလည်းလူနေမှုအတိုင်းဝိုင်းတစ်ခုရဲ့ချစ်စရာကောင်းတဲ့ယဉ်ကျေးမှုတစ်ခုပါနေ့တစ်နေ့ရဲ့အစမှာဘဝရဲ့တန်ဖိုးရှိတဲ့အချိန်တွေကိုတန်ဖိုးထားရတဲ့မိတ်ဆွေတွေနဲ့အတူအကျိုးရှိစွာခံစားနိုင်မှုအတွက်ကျမတို့ဘက်ကလည်းအစဉ်စူးစမ်းပေးနေပါတယ်လွယ်ကူမြန်ဆန်တဲ့ဘိုကင်စနစ်လူရခီးကိုအဟန့်တားမရှိချောမွေ့စွာရောက်တဲ့အထိစိတ်အေးရစေမဲ့ဝန်ဆောင်မှုခီးစဉ်အစအဆုံးနှွေးထွေးလုံခြုံမှုအပြည့်ကိုရရှိစေအောင်စနစ်တကျစီစဉ်မှုတွေဘဝမှာမေးဖြောင်းလို့မရအောင်ဆွဲကြံရည်နေမဲ့အမတ်တရကောင်းတွေကိုကျမတို့နဲ့အတူတူဖန်တီးလိုက်ပါနှွေးထွေးတဲ့အပြုံးတွေနဲ့အတူ Avis